အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Hope for မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ channel လေးဟာဆိုတော့ပရိသတ်တွေအတွက်ဘုသူတရားရစရာနဲ့ကျမကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတင်ဆက်လို့ပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဝက်ချိုတက်သူတွေရဲ့အတွက်စောင်းရရှောင်းရတတိပြုရမယ့်အချက်တွေကိုမျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ကျမရဲ့အကြောင်းအရာလေးကိုမပြောခင်မှာအရင်ဆုံးအနေနဲ့ကျမတို့ YouTube channel လေးကို like နဲ့ subscribe နေပြီးတော့အတိအကျဗီဒီယိုတင်နိုင်လို့တဲ့အသိရှင်နိုင်ဖို့အတွက်ဘီနာချက်ပေးခေါင်းလေးကိုလည်းနှိထားပေးဖို့အရင်ဆုံးအနေနဲ့တောင်းဆိုပါရစေဝမ်ချိုတက်သူတွေရဲ့အတွက်ဆောင်ရရှောင်းရဲ့အချက်တွေကိုမပြောပြခင်မှာကျမတို့ဟာဝမ်ချိုနေရဲ့နေရာထိုင်ရလေခက်ခဲတယ်လို့ကျမရဲ့အတွက်လည်းမကောင်းပါဘူးနော်ဒါကြောင့်ဝမ်ချိုစီဖို့ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်တွေကိုဒီ season လေးကနေပြီးတော့အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်အရင်ဆုံးအနေနဲ့ဝမ်ချိုခြင်းမဖြစ်ရလေအောင်ဘာရီကိုစောင်းပြီးဘာရီကိုရှောင်းမလဲဝမ်ချိုခြင်းဟာအထူးကအစာချေစနစ်နှိကွေးမှုကြောင့်ဖြစ်ပါတယ်အစာချေစနစ်ဘာကြောင့်နှိကွေးရလဲအမြင့်တက်နေသောအစာစာများစားသုံးခြင်းရေလုံလောက်စွာမတောက်ခြင်းအထိုင်များပြီးကိုယ်လက်လှုပ်ရှားမှုနှိပ်ပါခြင်းစားရနေထိုင်မှုပုံစံတွေကြောင့်ဖြစ်ပါတယ်အစာချေစနစ်နှိကွေးမှုကြောင့်ဝမ်အညစ်အကြေးများကဥမကြီးအတွင်းအချင်းချာမြင့်စွာရှိနေတဲ့အခါမှာဥမကြီးဟာအညစ်အကြေးများတွေမှာရေတက်ကိုအလွန်ကျွန်းဆုပ်ယူလိုက်တဲ့အတွက်ဝမ်းဝမာကျော်၆သွေးစီပြီးဝမ်းချိုခြင်းကိုဖြစ်စေပါတယ်။အစာချေစနစ်ကိုကောင်းမွန်အောင်ဘယ်လိုအစာစားတွေစားသင့်လဲ။အမြင့်တဲ့အကျွဲဝါတဲ့အစာစားများဖြစ်တဲ့တစ်တော်သီးများများဟာအမြင့်တဲ့သမကရေတက်လေကျွဲဝါတာကြောင့်ဝမ်းကိုပျော့ပြောင်းစေပါတယ်။တင်မော်သီးပန်းသီးနဲ့တစ်တော်သီးငှက်ပြောသီးစီတီနံပါတ်2အချက်ကဟင်းသီးဟင်းရွက်တွေပါတဲ့အမြင့်တက်ဟာဦးလန်းချောင်းတွေကညစ်ကြေးတွေကိုကျွန်းချုပ်ပေးပါတယ်။ပန်ကော်ပီစိန်ကစွန်ရွက်နဲ့ဟင်းသွင်းတွေယုံပရီတီနံပါတ်3ပဲမျိုးစုံဟာအမြင့်တက်အကျွဝါဆုံးအစားတွေဒီမှာပါဝင်ပါတယ်ပဲကြီးပဲနီလီပဲတောက်ရွှေနံပါတ်4အစိစံများတွင်ဖီဘရီတက်များစွာပါဝင်ပါတယ်ဖိုင်ဘာတက်များစွာပါဝင်ပါတယ်အုတ်ကျုံပြောင်းဘူးဝမ်းချိုတက်သူတွေအနေနဲ့ဘယ်လိုအစားအစာမျိုးတွေကိုရှောင်ကျဉ်သင့်ပါသလဲနံပါတ်3ပြုပြင်ဖန်တီးထားသောအစားအစာများအသင့်စားခောက်ဆွဲအာလူကျော်အေးခဲထားသောအစာပြင်းမှုများတွင်အမြင့်တက်လောဝမပါသလောက်နေပါပြီစားနယ်အစေတက်အလွန်များပါတယ်၎င်းတို့ဟာအစာချေစနစ်ကိုလီလံထိုင်မိုင်းစေပါတယ်နံပါတ်2နိုနန်တို့ထွက်ပစ္စည်းများနိုတင်ခဲနဲ့အချောင်းတို့ထွက်ပစ္စည်းတွေဟာဝမ်းချိုခြင်းကိုပူဇော်စေပါတယ်အထူးသဖြင့်ကလေးငယ်တွေမှာတို့ထွက်ပစ္စည်းအစာများရင်ဝမ်းပူမှာတပါတယ်နံပါတ်3အနီရောင်အသားများအမေသားစိတ်သားစတဲ့အသားတွေမှာအဆီတက်များပြီးအမြင့်တက်မပါဝင်တဲ့အတွက်အစာချေချက်ဖို့အချင်းအကြာကြီးပေးရပါတယ်။ဒါကြောင့်ဝမ်းချုံနေစဉ်မှာအသားလျှော်စားပြီးဟင်းသီးဟင်းရွက်ကိုပူစားပေးသင့်ပါတယ်။နံပါတ်4ကဖိန်တက်နဲ့အရက်ကော်ဖီနဲ့အရက်ဟာခနာကိုယ်တွေကရေတက်ကိုခန်းချောက်စေတဲ့အနည်းတင်ရှိပါတယ်။ခနာကိုယ်မှာရေတက်နေသွားတဲ့အခါမှာဥမကြီးကဝမ်းတဲကရေကိုပိုဆုပ်ယူတာကြောင့်ဝမ်းပူမသွားစေပါတယ်။နံပါတ်5ပေါင်မုတ်ဖြူနဲ့တန်းစင်ထားသောဂျုံကျုံပြူနဲ့လောက်ထားတဲ့ပေါင်မုတ်ကိတ်မုတ်နဲ့ဘစ်ကစ်မုတ်၎င်းတို့အစားကျုံကျန်းကိုပြောင်းစားတင်ပါတယ်။အကျဉ်းကျော်အဖြစ်ပြောရမယ်ဆိုတော့အမြင့်တက်များသောအစာများစားပြီးပါရည်တက်ပြေဝအောင်တောက်ဖို့မမိပါနဲ့။ဝမ်းချိုခြင်းကိုဖြစ်စေမဲ့အစားအစာများကိုတက်နိုင်တဲ့လောက်ရှောင်ရှားပါ။ဝမ်းသွားလိုစိတ်ကိုအောက်ထားခြင်းသို့မဟုတ်အချို့သောစေဝါများရဲ့ဘေးထွက်ဆိုးကျိုးများကြောင့်လည်းဝမ်းချိုခြင်းဖြစ်နိုင်ပါတယ်။ဝမ်းချိုတာတက်တာစီဖို့အတွက်အထိုင်များခြင်းကိုတက်နိုင်သမျှရှောင်ပြီးအစာစားပြီးနိုင်ရွက်ခန့်ချာမှာ10-15မိနစ်ခန့်အသားရလေးလျောင်ပေးခြင်းဟာအစာချေစနစ်ကိုတိတိတတ်အထောက်အကူပြုပါတယ်။သတိထားမယ့်အချက်တစ်ခုကရေတက်မရှိဘဲအမြင့်တက်ကြီးပဲစားရင်ဝမ်းပူချုပ်နိုင်တဲ့အတွက်တနေ့ကိုရေ10ဖန်ခွက်ခန့်တောက်ပေးဖို့လိုအပ်ပါတယ်။အမြင့်တက်ကိုတစ်ချိန်တည်းအများကြီးစားလိုက်ရင်ပိုက်ကြတာလေးပွားတာဖြစ်နိုင်တဲ့အတွက်တပြေးပြေးချင်းတိုးပြီးစားပြီးပါ။တေဟာရက်သက်တဲ့ဘက်အတော်ကြာဝမ်းသွားခြင်းဝန်တဲ့တွင်တွေးပါခြင်းသို့မဟုတ်ဘိုင်လွန်အမင်းအောက်ခြင်းများဖြစ်ပေါ်လာပါကဆရာဝန်နဲ့အမြန်ဆုံးပြသတိုင်ပင်တင်ပါတယ်အားလုံးပဲယောဂကင်းရှင်းပြီးကျမတို့ဘဝလေးကိုရရှိပိုင်ဆိုင်နေကြပါစေရှင်